တူဒီဝရဏရှင်များအားလုံးနဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ပတ်မကနန်းလေးနှစ်ခွက်ပြပေးပါမယ်ဒီကျွန်တော်ပြတော့ကြအပိတ်ခွန်တော်ညာဒီရဲ့အောက်ဆောင်အပမှာတုံညာခွန်လို့ခေါ်တယ်ပေါ့တုံညာခွန်လို့ထွက်ပါတယ်ကျွန်တော်ပြတော့ကျွန်တော်ဒီအောက်တူရအောင်ဆောင်အပမှာတုံညာခွန်လို့လေးပါတယ်နောက်တစ်ပတ်မှာလည်းကျွန်တော်ပြတော့ကြအပိတ်ဒီရှင်ကဒီရှင်ကဒီတူရအောင်ဆောင်မှာငါရှစ်လို့ပြီးတယ်ပေါ့နော်နောက်တစ်ပတ်မှာလည်းကျွန်တော်ပြတော့ကြအပိတ်6ခုဒီသူ့ရဲ့အောက်ဆောင်အပမှာ6ခုအပိတ်ဒီသူ့ရဲ့အောက်ဆောင်အပမှာ6ခုလို့ပြီးတယ်ပေါ့နော်ဒီတစ်ပတ်မှာတော့ကျွန်တော်တို့မွေးရမယ့်ကဏ္ဍကတော့ဒီကိုလေးပေါ့ဒီကိုလေးဒီတစ်ပတ်မှာမွေးပြရမယ်ပေါ့ကိုလေးမွေးရပါမယ်ဒီတစ်ပတ်မှာဒါကိုလေးအားဆိုင်ပေါ့နော်နောက်ထပ်ခွန်ရှစ်မကနတစ်ဆိုင်ထပ်ပြပါမယ်ဒီမှာနှစ်ရှစ်လို့ဒီတစ်ပတ်မှာနှစ်ရှစ်လို့ထွက်ပြီးရောနောက်တစ်ပတ်မှာ3ရှစ်လို့လိုက်ထွက်ပါတယ်ရှစ်တော့အဲ့ဒီနောက်ပတ်မှာじゃရှစ်လေးဆိုပြီးတော့လိုက်ထွက်ပါတယ်ရှစ်လေးပြီးတော့5ရှစ်6ရှစ်ဒီတစ်ပတ်တော့ကတော့ခွန်ရှစ်အားလုံးမွေးရပါမယ်ဒီတစ်ပတ်ကျွန်တော်တို့မွေးကနန်းအနေနဲ့ကတော့ကိုလေးအားခွန်ရှစ်အားမွေးကနန်းလေးရွေးထားပါတယ်ကျန်တဲ့တူများအတွက်မွေးနိုင်ပါတယ်ခင်ဗျာကိုလေးအားခွန်ရှစ်အားအားလုံးပဲအောင်မြင်ကြပါစေခင်ဗျာ